လောတကဒိဋ္ဌမထေရီယဟန်ဖြစ်တယ်ယဟန္တာကြီးလည်းဖြစ်တယ်ဒါပေမဲ့ဆုံးခံစားလို့သူ့မှာဝါအောင်ဖုံးပေးရတယ်ဆိုတာမရှိဘူးအသရိတဒါနလို့ခေါ်လဲတစ်မျိုးလုံးကိုဘယ်သူနဲ့မှတူလို့မရအောင်လှူတဲ့ကောသလဘီရင်ကြီးရဲ့အလှူတော်ပဲသူ့မှာမသေးုံတော့ပဲစားခွင့်ရတယ်ကံနေပြောတာနောက်ဆုံးပရိနိဗ္ဗာန်စံမဲ့နေ့ရောက်တော့မှရှင်သာရိပုတ္တရာကြီးကသူ့လက်နဲ့ပြိတဲ့သူကိုယ်တိုင်ဆုံးခံပြီးသူ့လက်နဲ့တပိတ်ကိုကင်ပြီးတော့ကျွေးမှသာရှင်လောကဒိဋ္ဌမထေသူမြတ်ဟာအဲ့ဒီတနက်ကလေးပဲဘဝတစ်ခုလုံးမှာဝါအောင်စားခွင့်ရသွားတယ်အဲ့ဒါစားပြီးတော့ပြိဋိဘံစံဝင်ချုပ်ငိမ့်ရွှေဇတ်တော်သိမ်းသွားတာပေါ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတန်ခါတော်ရှင်သူမြတ်တွေကဩလောကဒိဋ္ဌမထေကယဟန္တာကြီးဖြစ်ပါလေကနဲ့လက်လာပါရှားတာဘာကြောင့်များလဲယဟန္တာကြီးဖြစ်ပါလေကနဲ့ဘုံကံနေပါတာဘလို့အကြောင်းအရာကြောင့်များပါလေလို့ဒီလိုစကားတွေဖြစ်တဲ့အခါမြတ်စွာဘုရားလျှောက်တော့ဘုရားကအဲ့ဒီမှာပြောပြတာခြေသားတို့တဲ့လောကဒိဋ္ဌဟာဘဝတစ်ခုပါကတ္တဗမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ထက်တော်ကဘဝတစ်ခုမှာယဟန်တပါးသူဖြစ်ခဲ့ဘူးတဲ့တထေးတယောက်ဆောက်တဲ့ကြောင်းမှာသူနေပြီးတော့မှတရားအလုပ်အထုတ်တယ်တနည်းအားဖြင့်ပြောရင်တော့သီလစင်စင်ကြဲကြဲနဲ့အနှစ်2000နေခဲ့ဘူးတဲ့သီလစင်ကြဲတဲ့အဲ့ဒီယဟန်တော်ရဲ့အကြောင်းကိုတရက်တော့ဘာဖြစ်လို့မေးရင်သူ့เจ้าတကာကခေါ်လာလို့အာဂနုယဟန်တပါးရောက်လာတယ်ဆုံးခံချိန်မှာเจ้าမြို့ထဲရောက်တယ်မြို့ထဲမှာသူ့ဆုံးတကာကဆုံးကတ်လိုက်မယ်ပေါ့เจ้าတကာကဆုံးကတ်မယ်ဟာတညအိတ်ဖို့ခက်ခဲရှိတဲ့ကသူစောက်ထားတဲ့เจ้าကိုဒီဘုန်းကြီးလေးခေါ်လာခဲ့เจ้าမှာသတင်းသုံးနေတယ်ညနေဆောင်တော့တခါเจ้าတကာပြန်ရောက်လာတယ်ဖြော်ရည်တွေကတ်တယ်စရုမလူတွေကတ်တယ်စီမီလေးတွေထွန်းပေးတယ်အိယာလေးတွေပြင်ပေးတယ်အဲ့ဒီမထေထံကတရားတွေနာတယ်အာဂနုမထေထံကတရားနာတယ်အဲ့လိုတရားနာတော့အဲ့ဒီเจ้าမှာเจ้าထိုင်တဲ့မထေလောကဒိဋ္ဌအလောင်းကဩဒီမထေသာဒီเจ้าပျော်သွားရဲ့ငါเจ้าတကာကဒီမထေသာဒီเจ้าကိုပင့်ထားလိုက်ရဲ့ငါဘဝဒုက္ခရောက်တော့မယ်လို့ဒီလိုတွေးတာကိုပိုင်တဲ့เจ้าကိုသူများနဲ့မဆက်ဆက်စေခြင်းဘူးမစ္စရိယလို့ခေါ်တယ်။ဘာမစ္စရိယလဲလို့မေးရင်အာဝါဒမစ္စရိယအာဝါဒမစ္စရိယကျောင်းတဲ့ကအဲ့ဒီအာဂန္တုယဟန်ထံကတရားနာပြီးတော့ပြန်တော့ရှင်ဘုရားရောတပည့်တော်ကျောင်းနိုင်ဆရာတော်ရောမနဲ့ပြန်တပည့်တော်အိမ်အောင်ဆုံးဖုံးပေးကြွတော်မူပါဘုရားဒီလိုပင်တယ်မနဲ့အာယုံချင်းလင်းတဲ့ခါကျပြိတဲ့ခေါင်းလောင်းထိုးတယ်တဲ့ခေါင်းလောင်းထိုးတဲ့ခေါင်းလောင်းထိုးတဲ့အတန်နဲ့မထိုးဘဲနဲ့ပြိတဲ့လက်သေးလေးနဲ့ပဲချစ်တယ်တဲ့နောက်တကတကားပေါက်ကိုသွားပြီးတော့လက်နဲ့တောက်မခောက်ဖဲနဲ့ဘာလို့တော့မေးလိုက်တော့ပြိတဲ့လက်သေးလေးနဲ့ပဲတကားပေါက်ကိုချစ်ပြန်နေဒီလိုကျင့်သုံးတာအိမ်ကြွသွားလိုက်တယ်တပါးတယ်ဟာရှင်ဗျာအာဂနုမထေမပါဘူးလားအေးတကားကြီးရဲ့ဘုံကြီးအိတ်လိုက်တာကျုပ်ခေါင်းလောင်းလဲထိုးတယ်တကားလဲခောက်တယ်သူမထဘူးပြိဿကိုဘာနဲ့ထိုးတယ်ဘာနဲ့ခောက်တယ်သူမလျှောက်ဘူးနော်ခေါင်းလောင်းထိုးတယ်မမှန်ဘူးလားမေးတော့မှန်ပါတယ်သူပြောတာမှန်တယ်ဒါပေမဲ့အပြည့်အဝမှန်သလားမေးတော့ဘာနဲ့ထိုးသလဲမေးတဲ့ဟာမျိုးကြတော့သူအဲ့ဒါသူ့ဘက်ကတကွက်တော့သူခြံသွားတယ်တကားကိုခောက်တယ်တဲ့သူမထဘူးတော်တော်အိတ်တာပဲဘာနဲ့ခောက်တယ်ဆိုတာကြပြည့်သူအားနေချက်သူဖော်မပြဘူးစဉ်းစားစရာလေးတွေပြောတာပြည့်လူဘဝမှာဖြစ်တတ်တာလေးတွေအဲ့ဒီမှာကျောင်းတကာကြီးကဖြစ်တွေးတယ်ဩရှင်ဖျားရဲ့မနေ့ကခီးပင်မှန်းလို့ကျိန်းတာထင်ပါတယ်အဲကြောင့်ရှင်ဖျားပြန်ကြွရင်တပည့်တော်ဒီဟာလေးတွေထည့်ပေးဦးမယ်ဆိုတော့မုံမြက်နဲ့အဲ့ဒီမှာကတ်တဲ့ဆွန်းတွေကိုခြိုက်နဲ့ထည့်ပြီးတော့အာဂါနုမထေအတွက်လှူလိုက်တယ်ကျောင်းတဲ့ဆရာတော်ကအဲ့ဒါကြီးဆွဲပြီးတော့ပြန်လာတယ်စဉ်းစားတယ်လမ်းမှာဒီလောက်မုံမြတ်တဲ့ဆွမ်းရင်းတွေကိုပေးလိုက်ရင်ကျွေးလိုက်ရင်ဒီကိုတော့ဒီเจ้าကနေလေပင်ဆွဲထုတ်တော့เจ้าကထွက်မယ်မထင်တော့ဘူး
ဒါတွေကျွေးလို့ပေးလို့ငါเจ้าကနေသူထွက်မှာမဟုတ်တော့ဘူးလို့ဒီလိုတွေးတယ်အဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ဒါတွေဘလို့ပြည့်ရမလဲသူစားရအောင်ကလည်းအိမ်ကစားခဲ့ပြီသူမစားနိုင်တော့ဘူးရေတဲ့လွတ်ပြစ်မယ်ဆိုရင်လည်းပဲထောပတ်တွေစီတွေရေပေါ်စီတက်ပြီလူတွေသိမှကြောက်တယ်မြေကြီးပေါ်ပြင်လိုက်ရင်လည်းပဲမြေကြီးတော်မှာကြီးတွေငှက်တွေလာစားတာလူတွေသိသွားရင်သူ့ရဲ့အပြစ်ပေါ်မှာသူကြောက်တယ်အဲ့ဒါနဲ့ပဲမီးလောင်ထားတဲ့မီးလောင်ပြင်ကျဲရောက်ပြီးအဲ့ထဲမှာသွန်ပြီးတော့မီးလောင်ထားတဲ့ပြားတွေမီးလောင်ထားတဲ့မီးသွေးတွေနဲ့ဖုံးပြီးတော့မှသူ့ကြောင်းကိုပြန်တယ်တညာလုံးရောအာဂန္တုမထေကသူစွန်းစားသွားနေတဲ့အချိန်ရောကြောင်းလေးထဲမှာဇာနာဒုက္ခဖလဒုက္ခဇန်ချမ်းသာဖိုချမ်းသာဒီချမ်းသာလေးနဲ့သူ့ဘာသူတရားနဲ့သူနေတယ်ပေါ့သူပြန်လာတဲ့အချိန်လေးရောက်ကြရောအာဂန္တုမထေကပြိသိကောင်းကင်ခီးနဲ့ဇန်ရစီးပြီးတော့တခြားနေရာသူကြွသွားတယ်မှားပြီဆိုတော့သူသိပြီးတော့မှအော်ငါဆွန်လေးတနတ်စာလေးနဲ့မလုတ်တဲ့နာလုံမိလေခြင်းအာဂန္တုဟုတ်ကိုငါမကြေပြွန်လေခြင်းပြုတဲ့တဲ့အလုပ်ကိုမပြုမိလိုက်လေခြင်းမပြုတဲ့နာတွေပြုမိလေခြင်းပေါ့ဒီလိုတွေးပြီးတော့ပူဆွေးနေရတယ်ပူဆိုးတာကသူ့เจ้าကပြန်ကြွသွားတဲ့အာဂန္တုမထေကယဟန္တာမထေကြီးမှာသိလိုက်ရလေသူပူကားလေဒီလိုဖြစ်သွားပြီအဲ့ဒီအပူကပြိတဲ့ဒီဘဝတည်းမဟုတ်ဘူးတဲ့နောင်ဘဝထီအောင်ပူတာသိပြီးသူငရဲရောက်တယ်လူဘဝတည်းငရဲပိုးပူပြီးပေါ့ငရဲကလွတ်လာပြန်တော့ပြိတဲ့ဘလူးဖြစ်တယ်ဘလူးဘဝကိုဘဝပေါင်း900ဖြစ်တယ်အဲ့ဒါမှပြိတဲ့ဗိုက်ပြေအောင်စားတဲ့ဘဝဟာတဏှတ်သေးပဲပါတယ်ဗိုက်ပြေအောင်စားတဲ့အကျင့်ဟာတဘောကတစ်ချိန်နဲ့ပဲပါတယ်အဲ့ဒါတော့မုံမြက်လာမေးတော့မဟုတ်ဘူးတဲ့မျိုးသမီးတယောက်မိဖွားထားတဲ့အညစ်ကြေးကိုစားခွင့်ရတာအဲ့ဒါဒီပင်သူ့ဘဝအတွက်မုံမြလာပြီလို့ဒီလိုထင်ရတာဘလို့ဘဝပြီးတော့ခွေးဘဝပြိတဲ့ဘဝ900ဖြစ်တယ်အဲ့ဒီခွေးဘဝ900မှာလဲတနတ်ပဲသူဝအောင်စားရတယ်အဲ့ဒီတနတ်ကလည်းသူများအံထားတဲ့အံဘတ်ကိုစားရတယ်ဘလောက်ကြောက်စရာကောင်းတယ်သူတော်ကောင်းတွေစဉ်းစားဘာကြောင့်ဒီလိုဘဝနေရတယ်လဲဘာကြောင့်ဒီလိုဘဝဖြစ်ရတယ်လဲလို့မေးရင်အဖြေကအိတ်တာနဲ့မစ္စရိယပဲအိတ်တာဆိုတာကဗဟိတကိုအာရုံပြုတာကိုယ်အိတ်ထဲသူများတာသွားမှကြောက်တာကိုတက်တာတဲ့သူများပိုတက်မှကြောက်တာကိုချမ်းသာတာတဲ့သူများပိုချမ်းသာမှကြောက်တာဒါအိတ်တာပဲအိတ်တာတရားဟာပြိတဲ့ကိုယ်တဲ့နှိမ့်ကြတဲ့လူတွေများနေအိတ်တာကမဖြစ်ဘူးဘာဖြစ်လို့လဲ तू ကကိုယ်တဲ့မตาနိုင်ဘူးဆိုအိတ်တာမဖြစ်ဘူးကိုယ်တဲ့တာမိုက်လူထင်လိုက်ရင် तू အိတ်တာကဖြစ်တာမေစရိယဆိုတာကဗိဓပဲအစ္ဆတကိုအောင်ပြီးကိုပြန်ကြည့်တာကိုပိုင်ထားတဲ့ပစ္စည်းသူများနဲ့မဆက်ဆက်စေချင်တာဒါမေစရိယပဲအဲ့ဒီတရားနှစ်ပါးဟာတဲ့မြတ်စွာဘုရားကလူတွေနတ်တွေမြမာတွေချမ်းသာခြင်းမှလည်းကနေမချမ်းသာတာဒီဒီတရားကြောင့်ဘဝမြင့်ကျင်မှလည်းကနေဘဝနှိမ့်ရတာဒီဒီတရားနှစ်ပါးကြောင့်ပဲအထက်တန်းရောက်ခြင်းမှလည်းကနေအထက်တန်းမရောက်တာဒီဒီတရားနှစ်ပါးကြောင့်ပဲဘဝရှင်သန်ခြင်းမှလည်းကနေသေရတာဒီဒီတရားနှစ်ပါးကြောင့်ပဲအဲကြောင့်မာသီဆရာတော်ကြီးကရေးသွားတယ်မာသီဆရာတော်ကြီးရေးတယ်လို့ဦးဇင်းကတော့ထင်ပါတယ်ဦးဇင်းတို့မာသီရေးတာကြီးထဲမှာရောက်တော့ဒီကြပြားလေးရဘူးထားလို့ပြောတာကာမဘုံစားနတ်လူများတို့ကောင်းစားပြေဝဘေးရန်ပလျက်အေးမြချမ်းသာနေလိုပါလဲအိတ်သာမစ္စေသူရှုပ်ပွေ၍ထင်တိုင်းမကြဆင်းရဲရ၏မာသီဆရာတော်ကြီးဘလောက်ကောင်းထားလဲကာမဘုံမှာနေကြတဲ့တတ္တဝါတွေလူတွေရောနတ်တွေရောအကုန်လုံးဟာချမ်းသာခြင်းမှလည်းကနေဆင်းရဲဘဝမြင့်ခြင်းမှလည်းကနေနေနေအထက်တန်းရောက်ခြင်းမှလည်းအောက်ပြန်ရောက်နေတယ်အဖြေကပါလေအိတ်တာမစ္စရိယကြောင့်လောကကတိတ်တာသူတော်ကောင်းတို့တွေဘဝနှိမ့်သွားတာတန္တရာဝတ္တဒုက္ခတော့တန္တရာကကျွတ်ချင်လွတ်ချင်လို့ဆိုပြီးသူယဟန်တော်ဝတ္တပဲအိတ်တာမစ္စရိယအာကြီးလိုက်တဲ့အခါပြိတ္တိတန္တရာကမကျွတ်ဖဲနဲ့အဝီစီငရဲတော်ရောက်သွားတာအမြင့်မှန်းနဲ့အထက်ရောက်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကချက်သားတို့တဲ့လောကကတိတ်တာဘဝမြင့်ကျင်တော်လဲမမြင့်ရပဲနဲ့
အဲ့လိုဘဝတွေခံစားပြီးတော့မှဒီဘဝမှာလူယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ခြင်းအကြောင်းကတော့အနှစ်2000တရားအားထုတ်ပြီးတော့အနှစ်2000သီလစင်ကြယ်ခဲ့လို့သူဒီလိုဖြစ်ရတယ်ယဟန္တာဖြစ်ကြတယ်ပေါ့အခုလိုစင်စင်ရဲရဲနဲ့နေရတာဘာကြောင့်လဲဆိုတော့အဖြေကအိတ်တာမစ္စရိယတဲ့ကတ္တပမြတ်စွာဘုရားလက်ထက်ယဟန်တော်ဖြစ်စဉ်ကသီလဖြူစင်တော်လဲအိတ်တာမစ္စရိယတရားလွှမ်းမိုးသွားလို့အခုလိုဖြစ်ရတာဆိုတဲ့အကြောင်းပြန်ပြောင်းပြောပြပါတယ်ဗျာထမင်းစားပြီးတော့တစ်ပင်အောက်မှာခဏတရေတမော့အိတ်တစ်ပင်ရင်းကတရေနိုးတော့ကြည့်လိုက်တဲ့အခါသူတို့ထွန်ထားတဲ့ထွန်စာဒုံးတွေအားလုံးဟာရွှေဒုံးတွေဖြစ်လာကြတယ်တထေးကြီးသူမနအိမ်မှာလှုပ်လှုပ်တဲ့ပုံနလို့ခေါ်တဲ့မြို့သားတယောက်သူ့ဇနီးနောက်တကသူ့သမီးဥတ္တရာလေးသမိသားဖ3ယောက်ရှိကြတထေးကြီးရဲ့အိမ်နောက်ဖေးအဖီလေးဆွဲပြီးတော့နေကြရတယ်အဲ့တော့ရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးရှိတဲ့အခိုင်မှာဒီဖြစ်ပျက်ကလေးကဖြစ်တယ်တထေးကြီးကမေးတယ်ဟေးမောင်ပုံနကနေ့တစ်မျိုးလုံးဆင်နွှဲတဲ့ပွဲกว่าမင်းနေ့တော့လေငါပေးပါမယ်กว่าပွဲသွားလူကသွားပါနေ့တော့ကသူ့တနေ့စားလောက်ရုံပဲရတဲ့နေ့တော့ကလေးဖြစ်အဲ့တော့မောင်ပုံနာကပြောတယ်တထေးကြီးရဲ့ပျော်ပွဲကျွင်ပွဲဆိုတာကကျွန်တော်တို့လိုဆင်းရဲစားတွေနဲ့တော့မဆိုင်သလိုပါပဲဘာဖြစ်လို့လဲလို့မေးလိုက်တော့ပွဲသွားလို့ဇနီးကလိုချင်တယ်ကိုကဝယ်မပေးနိုင်ဘူးဆိုရင်ကျွန်တော်စိတ်မချမ်းမြေ့ပွဲနဲ့ကြုံရမှာပေါ့သမီးလေးကတောင်းတယ်သမီးလေးတောင်းတာလေးမရဘူးဆိုသမီးလေးကလည်းအားငယ်မယ်ကျွန်တော်တို့လည်းပဲစိတ်ဆင်းရဲရမယ်ပေါ့ဟာခြားကလေးလေးတွေကကစားစရာလေးတွေကင်တယ်ကျွန်တော်သမီးလေးကကစားစရာမရှိဘူးဝယ်စားလေးဝယ်ခြင်းနဲ့မဝယ်ပေးနိုင်ဘူးဆိုကျွန်တော်တို့ပဲဆင်းရဲရမှာပေါ့အဲ့ဒါကြောင့်တထေးကြီးရဲ့တဲ့ပျော်ပွဲဆွင်ပွဲနဲ့ကျွန်တော်တို့လိုဆင်းရဲစားနေနဲ့တော့မဆိုင်ပါဘူးတဲ့မထိုက်တန်ဘူးလို့ပဲမှတ်ပြီးတော့ကျွန်တော်လုံမြဲအလုပ်ကိုပဲလုပ်ပါပဲတောင်ရလုပ်ငန်းပေါ့လက်ထွန်သွားမယ်ပြောတာကောင်းပါပြီကွာတဲ့တထေးကြီးကဒါဆိုရင်လည်းမင်းလုံမြဲအလုပ်လုပ်ဒီကနေ့ငါ2ဆပေးမယ်ဆိုခါတိုင်းတစ်ချက်ပေးရင်ခဏ2ချက်ပေါ့ခါတိုင်း30ပေးရင်ခဏ20ပေါ့ဒီလိုပေးပြီးတော့အဲ့ဒါလဲတဲ့သွားတာလဲတဲ့လဲရောက်ကြရောပြိတဲ့လဲထွန်သောသောစီစီလဲတဲ့မှာလဲထွန်နေတော့နိရောဓသမဘကထလာတဲ့ရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကခြုံလေးနှစ်ဘေးမှာလှမ်းပြီးတော့သူတွေးတယ်ဟာတရားသေနာဓမ္မသေနာပတိတရားစစ်သူကြီးအရှင်သာရိပုတ္တရာကြီးပဲဓမ္မဘူအလိုရှိလို့ထင်ပါရဲ့ဆိုပြီးတော့အရှင်သာရိပုတ္တရာရှိတဲ့အနာသွားပြီးတော့မှဘာလို့တော့မင်းတစ်ပင်လေးတစ်ပင်ကိုခုတ်ပြီးတော့မှဓမ္မူလေးတတ်ပြီးအရှင်သာရိပုတ္တရာကိုကတ်တယ်အရှင်သာရိပုတ္တရာကတ်တဲ့အခါရှင်သာရိပုတ္တရာအသုံးပြုတာကြည့်ပြီးတော့သူပီတိဖြစ်တယ်နောက်တစ်ခါအရှင်သာရိပုတ္တရာကသပိတ်နဲ့ရေစစ်ကလေးပေးလိုက်တော့ရေလိုခြင်းလို့ဆိုတာသိသွားပြီအဲ့ဒါနဲ့ရေစစ်ပြီးတော့အရှင်သာရိပုတ္တရာကိုတောက်တော်ရေကတ်တယ်အရှင်သာရိပုတ္တရာဖုံးပေးတာကြည့်ပြီးပျော်လိုက်တာခဏငါအတွက်တော့တန်ဖိုးဖြတ်မရတဲ့နေတူးနေမြတ်ပဲလို့မောင်ပုံနာဒီလိုမျိုးတတ်မှတ်ပြီးတော့ပျော်ပြီးတော့နေတယ်ကြည်နူးပြီးတော့နေတယ်ကျေနပ်ပြီးတော့နေတယ်အရှင်သာရိပုတ္တရာကြီးကြွလာတာလဲဒီဇနီးမောင်နှံချီးမြှောက်ခြင်းလို့ကြွလာတာအဲ့ဒီတော့အိမ်ကိုသွားလိုက်မယ်ဆိုရင်လဲသူမြတ်အိမ်နောက်ဖေးအဖီဆွဲနေရတာသူမနတထေးကလည်းပဲဗုဒ္ဓဘာသာမဟုတ်ဘူးဆိုတော့အဲ့ဒီသွားလို့တော့မသိတော်ဘူးဆိုတာသိတဲ့အရှင်သာရိပုတ္တရာကအဲ့ဒီမျိုးသမီးထမင်းပို့လာမယ်လမ်းကနေစောင့်ပြီးတော့ကြွတယ်ဟာမျိုးသမီးကမောင်ပုံနာထံထမင်းပို့လာတာနဲ့အရှင်သာရိပုတ္တရာနဲ့ဝင်တွေ့တော့အမျိုးသမီးကလည်းလေဝမ်းသာလိုက်တာကြည်နူးလိုက်တာဟဲအရှင်မြတ်ကြီးနဲ့တွေ့ပြီခါတိုင်းလေတဲ့ငါတွေ့တယ်လှူပွဲပစ္စည်းငါလက်ထဲမရှိဘူးတခါတခါလှူပွဲဝုဒ္ဓရှိတော်လည်းပဲမထေကျူမြတ်ကြီးနဲ့ငါမတွေ့ဘူးခဏတော့ငါလက်ထဲလည်းလှူပွဲဝုဒ္ဓရှိပြီရှင်သာရိပုတ္တရာကြီးနဲ့လည်းတွေ့ပြီမဆိုင်မတွကိုပြိတဲ့လှူခြင်းစိတ်တွေကတပွားပွားဖြစ်တော့တိဋ္ဌထဗန္ဒေတိဋ္ဌထဗန္ဒေတိဝတ္တဝါ
ခဏလေးရတော်မူပါအောင်ဖရာခဏလေးရတော်မူပါဖရာဆိုလျှောက်ပြီးတော့မှအဲ့ဒါဘာလို့တော့မေးလိုက်တော့ပြိဿမောင်ပုံနာတွေချက်လာတဲ့ထမင်းဟင်းတွေကိုရှင်သာရိပုတ္တရာသပိတ်ထဲကိုလောင်းထဲတာတဝက်လောက်လောင်းလိုက်တဲ့အခါရှင်သာရိပုတ္တရာကြီးကလက်ကလေးပြပြီးတားတယ်တော်တော်ရှင်ဖရာရဲ့ဒါတယောက်စာလေးပါတပည့်တော်ကငဲ့ညာထောက်ထားတနာတော်အပြင်အကုန်လုံးသာအလှခံပေးပါဆိုပြီးတကားတော့မာကြီးကလည်းတရားတရားကကောင်းလိုက်တာအကုန်လုံးလောင်းထည့်ပေးလိုက်တယ်နောက်တကဆူတောင်းတယ်ရှင်ဖရာသိတဲ့သစ္စာ၄ပါးကိုဤကောင်းမှုကြောင့်တပည့်တော်သိခွင့်ရပါရစေဖရာဒီလိုလဲဆူတောင်းရှင်သာရိပုတ္တရာကြီးကပြေးပါစေပြေးပါစေပြေးစေပြေးစေစုပေးပြီးတော့ကြွသွားတယ်ရှင်သာရိပုတ္တရာရဲ့နောက်ကျောကိုကြည့်လက်အုပ်ချီပြီးတော့ပီတိတွေတဖွာဖွာသဒ္ဓါတွေတဖွာဖွာနဲ့ကြံခဲ့တယ်ရှင်သာရိပုတ္တရာမျက်စိတွေကပျောက်သွားပြီဆိုမှအိမ်ကိုပြန်ပြေးပြီးတော့ခဏနေ့တော့ကနှစ်ဆရထားတော့ကြံတာလေးကိုပြိဿဟိမောင်ပုံနာအတွက်တခါပြန်ချက်ရှာတာသမင်းကနှစ်ခါချက်ဟင်းကနှစ်ခါချက်ရတော့အချိန်ကြီးကြာသွားတာမောင်ပုံနာကလည်းလဲထဲမှာလဲထုံရင်းနဲ့နေမြင့်လာတဲ့အခါနေကလည်းပူဘိုက်ကလည်းစာလို့မနေနိုင်တဲ့ကနွားနှစ်ကောင်အနာပေးပြီးတော့အရေးကလေးကနေပြီးတော့သူ့မျိုးသမီးလာရလမ်းကိုမျောပြီးတော့နေရှာတယ်ခါတိုင်း10 နာရီလောက်ရောက်ရင်ခဏ12 နာရီလောက်မှရောက်တော့သူဒေါသထွက်လိမ့်မယ်ပေါ့ဗျအမျိုးသမီးကဒီလိုတွေးပြီးနောက်ကျသွားတော့သူ့မျိုးသမီးလည်းမြင်လိုက်ရောမျိုးသမီးကလည်းလိမ္မာပန်းနဲ့စွာပြောတယ်အမောင်းနဲ့ဧဇာဧကဓိဝတံဂဏိတရတော်စိတ်တံစိတ်ကိုပတာတိဟိကြည်ပြူလိုက်စမ်းပါမယငါတိကတကမ္မပြုထားတဲ့ကောင်းမှုကိုနိရတကအကျိုးမဲ့ဖြစ်အောင်မအကရိမပြုပါနဲ့မောင်ကြီးဂဏိတရကလေးလောက်တော့စိတ်ကလေးကြီးကြီးလင်းလင်းဖြူဖြူစင်စင်ထားလိုက်ကျမပြုလာတဲ့အာကုဇိုလေးကိုအကျိုးမဲ့သွားအောင်မလုပ်ပါနဲ့တဲ့ဘာမှမပြောခင်သူဒီစကားလေးပြောတယ်ဟာဘာဖြစ်လို့လဲပြောပါဦးညီးကဘာကောင်းမှုတွေပြုလာလို့လဲဆိုမောင်ရဲ့ကျမလေးပထမတစ်ခါချက်လာတဲ့ထမင်းတွေခင်းတွေကိုရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးနဲ့တွေ့လို့ခါတိုင်းတွေ့တဲ့ခါကျမလှူခြင်းတာကြာပြီတဲ့တွေ့တဲ့ခါလက်ထဲမှာလှူဝဲဝတ္ထုကမပါအခုတော့မောင်စားဖို့အတွက်ပါလာတာလေးကျမလှူလိုက်မိလို့ပါရှင်ရိုက်ချင်ရိုက်နှက်ချင်နှက်သတ်ချင်သတ်လေငါဒီမထေးတော့ရအောင်လှူကိုလှူမယ်ဆိုပြီးတော့တရားတရားကျမလေးစစ်စစ်မှန်မှန်နဲ့လှူလိုက်တာနော်မောင်သာဓုခေါ်ပါဟာအဲ့ဒီမှာမောင်ပုံနာကမေးတယ်နေပါဦးမင်းလှူတာအရှင်သာရိပုတ္တရာကြီးဟုတ်လားဟုတ်တယ်အဲ့ဒီမထေသူမြတ်ကြီးကငါအလွန်ကြည်ညိုတဲ့မထေသူမြတ်ကြီးညီကိုဘာဖြစ်လို့ငါဒေါသထွက်ရမှာတော့ညီကိုဘာဖြစ်လို့ငါငေါ့ရမှာတော့ဘာဖြစ်လို့မှန်ရမှာတော့ဘာဖြစ်လို့ရိုက်ရမှာတော့ညီလှူတဲ့အလှပေါ်မှာငါကျင့်တတ်တဲ့သဘောတူတယ်သာဓုခေါ်တယ်ဆိုပြီးတော့မောင်ပုံနာကအဲ့ဒီမှာသာဓုခေါ်တာမရအိမ်သူပြုတ်တဲ့အလှပေါ်မှာသူကြည်ပြူတယ်ပေါ့ဗျာပြောချင်တာကနောက်တစ်ခါမောင်ပုံနာကပြန်ပြောတယ်ငါလည်းပဲမနဲ့စောတော့ဒီရောက်တော့ဟောခြုံသားမှလေတဲ့မထေသူမြတ်ကိုငါလှမ်းမြင်လိုက်တော့ဓံပူလိုချင်လို့ထင်တယ်ဆိုပြီးမထေသူမြတ်သွားပြီးတစ်ပင်လေးတစ်ပင်ခုတ်ပြီးဓံပူလေးတတ်ပြီးတော့မထေမြတ်ကိုငါကတ်တယ်ငါကတ်တဲ့ဓံပူလေးနဲ့သူ့ရဲ့သွားကိုအသုံးပြုနာကြည့်ပြီးငါလည်းပီတိတွေဖြစ်လိုက်တာငါပီတိဖြစ်လို့မှမဆုံးသေးဘူးတဲ့သူ့ရဲ့တပိတ်နဲ့ရေစစ်ကလေးငါလက်ထဲပေးတော့ငါတောက်ရည်စစ်ပြီးတော့ငါကတ်လိုက်သေးတယ်ခဏငါလဲလေတဲ့လေတော်ထဲမှာလဲလှုပ်ရင်းနဲ့ဓံပူလဲကတ်ခွင့်ရတယ်မထေသူမြတ်ကြီးရေချမ်းလွဲကတ်ခွင့်ရတယ်ငါလှူတဲ့အလှူပေါ်ရှစ်ဇနီးလေးရေသာဓုခေါ်ပါပြောတော့အမျိုးသမီးကလည်းဝမ်းမြောက်ဝမ်းသာအဲ့ဒီမှာသာဓုခေါ်တယ်ပရိသတ်မရလှုပ်တာကိုယောက်ျားကြည်ပြူတယ်ယောက်ျားလှုပ်တာကိုလည်းပဲဇနီးဖြစ်သူကြည်ပြူတယ်အဲ့ဒါဆိုရင်ကုသိုလ်ဟာအရတူတယ်
စိတ်ထားမတူရင်ကုသိုလ်ဟာအရာမတူအဲကြောင့်မဂ္ဂဒေဝလင်္ကာမှာပြုခြင်းအလိုအာကုသိုလ်နဲ့ကုသိုလ်တရားကံနှစ်ပါးကမယားပြုရာစိတ်မပါလျင်လင်းမရလင်ပြုကလည်းမရအိမ်သူမကြည်ပြုလျင်မှတ်စွာအတူမှတ်ယူမှန်စွာမရရဘူးတဲ့သူဇာမာကအတ္တရှတို့ရှင်းနိုင်ဝတ္ထုမိညာပြု၍အာကုသလကုသလဤကမ္မတက္ကတာလက္ခဏာကိုမြဲစွာဝမ်းတွင်နှလုံးသွင်းတော်ဒီလိုလေးရေးသွားတယ်ပြုခြင်းအလိုအကုသိုလ်နဲ့ကုသိုလ်တရားကံတပါကံတရားကကုသိုလ်အကုသိုလ်အဲ့ဒီကံတရားနှစ်ပါးမယားပြုရာစိတ်မပါလျင်လင်မရတဲ့မယားပြုတဲ့ကုသိုလ်ကိုလင်ကစိတ်မပါဘူးဆိုရင်အဲ့ဒီလင်မှာကုသိုလ်မရဘူးတိမ်နဲ့တော့တူတူနေတယ်နော်မယားပြုတဲ့ကောင်းမှုကိုရမယ်လို့မထင်နဲ့ကိုစိတ်မပါရင်ကိုစိတ်မတူရင်မရဘူးနောက်တစ်ခါမယားပြုရာစိတ်မပါလျင်လင်မရလင်ပြုကလည်းမယားအိမ်သူစိတ်မတူသောလင်ပြုကလည်းမယားအိမ်သူစိတ်မတူသောမှတ်ယူမှန်စွာမရဘူးလင်ကကောင်းမှုပြုတယ်မယားအိမ်သူကမကြည်ပြူဘူးဆိုရင်အဲ့ဒီကောင်းမှုဟာလင်ပဲရတယ်မရသူဇာမာကအတ္တရှတို့ရှေး၌ဝတ္ထုမိညာပြု၍သူဇာတာနဲ့မာကကလမ်းဖောက်လမ်းပြင်ဟာကောင်းမှုတွေအကုန်လုံးလုပ်တယ်သူမျိုးသားလုပ်တယ်လို့သူရမယ်အထင်နဲ့ပြိတ္တရဲ့သူဇာတာကမပြုတ်ဘဲနဲ့နေလိုက်တာမာကနတ်ပြည်ရောက်တရားဖြစ်ပြီးသူဇာတာဘာဖြစ်တော့မေးလိုက်တော့လေကြားမှာဗျိုင်းမာလေးသွားဖြစ်ရှာတာအဲကြောင့်တိန်နဲ့ရှာထားတဲ့ပစ္စည်းပဲမဲ့သူပြုတ်တာကိုကသဘောတူပြီးသာဓုခေါ်နိုင်မှကုသိုလ်အညီမျှရတယ်လို့ဒီလိုမှတ်ပါကမ္မတက္ကတာလက္ခဏာဤကမ္မတက္ကတာလက္ခဏာဤကမ္မတက္ကတာလက္ခဏာကိုမြဲစွာဝမ်းတွင်နှလုံးသွင်းတော်တဲ့အဲ့ဒါကိုကြည့်ပြီးတော့မဂ္ဂဒေဝရေးသွားတယ်မောင်ပုံနာတို့ဇနီးမောင်နှံလဲဒီတိုင်းပဲတဲ့စိတ်တူကိုယ်တူပြုတ်လိုက်ကြတာဝမ်းမြောက်ဝမ်းသာတယောက်ပြုတ်ရာတယောက်သာဓုခေါ်ပြီးတော့အဲ့ဒီမှာထမင်းစားပြီးတော့တစ်ပင်အောက်မှာခဏတရေတမော့အိတ်တစ်ပင်ရင်းကတရေနိုးတော့ကြည့်လိုက်တဲ့အခါသူတို့ထွန်ထားတဲ့ထွန်စာဒုံးတွေအားလုံးဟာရွှေဒုံးတွေဖြစ်လာကြတယ်ဘာဖြစ်လို့လဲမေးလိုက်တော့ပြိဿနိရောဓသမပတ်ကထလာတဲ့အရှင်သာရိပုတ္တရာကိုလှူခွင့်ရတယ်လူဝဲဝတ္ထုကလည်းပြိဿကံအာဉာဏ်အာဝရိယအာနဲ့ကိုယ်တိုင်ရှားပွေထားတဲ့ဓမ္မိယလတ္တာဖြစ်နေလို့တရားတရားကလည်းပြိဿထက်ထက်တန်တန်နဲ့အင်မတန်မှအားကောင်းနေလို့အဲ့ဒီသုံးချက်ညီတဲ့အတွက်ဒါကြောင့်ဒိဋ္ဌဓမ္မဝေဒနိယကံနဲ့ချက်ချင်းကြိုးပေးတာပါဗျာအဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များခဏရသကြိုမှာအလွန်ချမ်းသာတဲ့မောင်ပုံနာလို့ခေါ်တဲ့ပုံနာတထေးကြီးဖြစ်ခြင်းရဲ့အကြောင်းဟာအရှင်သာရိပုတ္တရာရဲ့ချီးမြှောက်မှုကြောင့်ပဲလို့ဒီလိုနားလည်ကြပါဤကဲ့သို့ဓမ္မသည်အလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း